သာသနာသစ္စာလောကတာဝုဒ္ဓိဘဝတုတပ္ပဒါသာသနာပိစာလောကိစ္စဒေဝရခန္တုတပ္ပဒါသာသနာသစ္စာပရိယပတိပပရိဝေရဟုဆိုသောသုံးရသောသာသနာတော်မြတ်ကြီးဤ၎င်းလောကသစ္စာလူများပေါင်းဆိုသောလောကကြီးဤ၎င်းဝုဒ္ဓိတနေ့တခြားဒီရလာသို့တိုးပွားခြင်းသည်ဟွန်းတုဖြစ်ပါစေကုန်တည်းသာသနာပိစပရိယပတိပပရိဝေဒဟုဆိုသောသုံးရသောသာသနာတော်မြတ်ကြီးကို၎င်းလောကိစ္စလူများပေါင်းစွာသောလောကကြီးကို၎င်းဒေဝသမုဒိနာဥပပတ္တိနတ္တိဟုသောနတ်များပေါင်းတို့သည်သဗ္ဗဒါခါခသိင်ရခန္တုစောင်းရှောင်းနေစာမကြပါစေကုန်တည်းမြန်မာပြည်သည်ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံဖြစ်တယ်မြတ်စွာဘုရားပြိဋိဘံစံယူတော်မူပြီးသည့်နောက်ဒီဝခေတ်မှစ၍သာသနာအစဉ်အဆက်ထွန်းကားလာသောတိုင်းပြည်နိုင်ငံများတွင်မြန်မာပြည်သည်ထွန်းကားသောနိုင်ငံဖြစ်ထွန်းကားသောနိုင်ငံဖြစ်သောကြောင့်ပရိယတ္တိသာသနာသည်ခိုင်ခိုင်ခန့်ခန့်ပြည့်ပြည့်စုံစုံလုံးလုံးလောက်လောက်ယနေ့တောင်တည်တံ့နေသောတိုင်းပြည်ကိုရှားကြသောအခါမြန်မာပြည်သည်အထင်ရှားဆုံးသောတိုင်းပြည်ဖြစ်ခဲ့တယ်ထို့အတူပရိယတ္တိထွန်းကားသလိုပฏิပတ်တိသာသနာထွန်းကားသောနိုင်ငံလည်းဖြစ်တယ်ဒီနိုင်ငံလေးမှာစောင့်ရှောက်လာခဲ့သောသာသနာတည်လို့ရှိရင်အရေးကြီးသောအပိုက်တစ်ခုပါလာကပရိတ်တရားတော်ဖြစ်တယ်ပရိတ်တရားဆိုသည်ကအယံတာကိုခေါ်သည်ပရိတ်တာဟူသောပုဒ်သည်အယံအတာလေရာဥယျင်ချမ်းမြေတို့သည်နွားကြွယ်စားသောတိရစ္ဆာန်တို့မဖြစ်စည်းနိုင်ခြင်းအကျိုးငါစီးဆောင်ရန်ကာယံထားတဲ့ခဲ့သို့လူတို့အပေါ်၌ဘေးရန်အန္တရာယ်မကြရအောင်ကာကွယ်ထားသောတရားတော်အားဖြင့်သာသနာတော်ကိုကာကွယ်ထားသောလူတို့အတွက်ကျမ်းမာရေးချမ်းသာရေးဘေးရန်အန္တရာယ်အရေးခတ်သိမ်းတို့ကိုကာကွယ်ပေးနိုင်သောအရာဒီပရိတရားတော်ဖြစ်တယ်။ဒါကြောင့်မို့ပရိတရားတော်သည်ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတို့၌ပရိတရားတော်သည်အမြဲတမ်းပါရတယ်။ဒါမို့အခုပေကြီး7စုကိုဟောမယ်။အိုးလောကဆောင်ကြနတ်များပေါင်းတို့တရားနာလာကြကုန်လော။တောဆောင်နာတောင်ဆောင်နာပေါင်းမြို့ဆောင်နာရွာဆောင်နာပေါင်းယောဂီတို့ဘုံမတို့အာဂတ်သောနာပေါင်းတို့တရားနာလာကြကုန်လော။